တစ်တော်နဲ့ညံစမ်းပဟေလီ3ရက်ဟိုးရှိတော့ကညံပညာတော်အကြီးတဲ့မှာတိလိษံလေးတွေကိုစကားပြောနိုင်စွမ်းပေးတဲ့ရွှေရောင်မော်တစ်သေးကြီးရှိပါတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီမော်တစ်သေးကြီးကိုမော်ဝင်တောင်ပန်ရက်ကန်စင်ထဲမှာဝတ်ထားလိုက်ကြတယ်မြောက်ကလေးဖိုးတာနဲ့လိတ်ကလေးမောင်နေတို့ဟာအဲ့ဒီတတိကိုရှာဖွေဖို့ခီးထွက်လာခဲ့ကြတယ်မြောက်ကလေးကအရန်တွက်ပေမဲ့စိတ်ညံတယ်လိတ်ကလေးကတော့နေပေမဲ့အေးအေးဆေးဆေးစဉ်းစားတတ်သူပေါ့သူတို့နှစ်ယောက်ဟာတောင်ကျေကိုရောက်တော့ကြီးမားတဲ့ကြောက်တုံးကြီးကလမ်းပိတ်ထားတယ်အဲ့ဒီကြောက်တုံးပေါ်မှာစာသားတစ်ခုပေါ်လာပါတယ်ငါမှတွားတွေအများကြီးရှိပေမဲ့ဘာကိုမှကြိုက်မစားနိုင်ဘူးငါကဘာလဲဖိုးတာကစင်သိလားလို့မေးပေမဲ့ကြောက်တုံးကမတုံလှုပ်ပါဘူးမောင်နေကဖြည်းဖြည်းချင်းစဉ်းစားပြီးအတားပြီးပဲလို့ဖြေလိုက်ကြနဲ့ကြောက်တုံးကြီးပွင့်သွားပါတယ်တောနဲ့ထဲရောက်တော့စကားပြောတတ်တဲ့မြစ်ကြီးကလမ်းပိတ်ပြန်တယ်ဒုတိယပဟေလီကိုဖြေရပြန်တာပေါ့ငါမှမြို့တွေရှိတယ်ဒါပေမဲ့အိမ်တွေမရှိဘူးငါမှတောင်တွေရှိတယ်ဒါပေမဲ့တစ်ပင်တွေမရှိဘူးငါမှရေတွေရှိတယ်ဒါပေမဲ့ငါးတွေမရှိဘူးငါကဘာလဲဖိုးတာကမျက်စိလဲသွားတယ်မောင်နေကရဲပြီးအတားမြေပုံပေါ့လို့ပြောလိုက်တာနဲ့မြည်ရည်တွေဘေးကိုဖယ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့ရွှေရောင်တစ်သေးရှိရာကိုယ်ကိုရောက်သွားတယ်အဲ့ဒီမှာတော့အလွန်ကြီးမားတဲ့ဇီးကွက်ပညာရှိကြီးကစောင့်နေပါတယ်ကဲဒါနောက်ဆုံးပဟေလိပဲငါ့ကိုတစ်ခါသုံးပြီးရင်နောက်ထပ်ဘတော်မှပြန်မရတော့ဘူးငါ့ကိုမရှိရင်လူတွေဘာမှမလုပ်နိုင်ဘူးငါကဘာလဲဖိုးတာကပတ်စံလာလို့မေးတယ်ဇီးကွက်ကြီးကကောင်းခါပြတယ်မောင်နေကလေးလေးနက်နက်စဉ်းစားပြီးအဲ့ဒါအချိန်ပါလို့ဖြေလိုက်ပါတော့တယ်ဇီးကွက်ကြီးကသဘောကျပြီးရွှေရောင်မှော့တစ်တီကိုသူတို့လက်ထဲပေးလိုက်ပါတယ်တွက်လက်တဲ့ခြေထောက်ထက်ထက်မြက်တဲ့ညံကပိုအရေးကြီးတယ်လို့လည်းချီးကျူးလိုက်တာပေါ့ဖိုးတာနဲ့မောင်နေတို့ဟာတစ်တီကိုယူပြီးရွာကိုပြန်လာခဲ့ကြတယ်သူတို့နှစ်ယောက်ဟာတယောက်ရဲ့အားနည်းချက်ကိုတယောက်ကဖြည့်ဆည်းပေးရင်အောင်မြင်မှုကိုရယူနိုင်ခဲ့တာပါပုံမြင်လေးကပေးချင်တဲ့ message ကတော့အလျင်စလိုလောက်ခြင်းထက်စိတ်အေးအေးထားပြီးစဉ်းစားခြင်းကအပြည့်မှန်ကိုရစေပါတယ်တငယ်ချင်းအချင်းချင်းအားသာချက်တွေကိုပေါင်းစပ်ရင်ဘယ်အတားအဆီးမဆိုကျော်လွှားနိုင်ပါတယ်အချိန်ဆိုတာပြန်မရနိုင်တဲ့တန်ဖိုးရှိတဲ့အရာဖြစ်ပါတယ်ကဲဒီလိုသင်ခန်းစာလေးရပြီးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနောက်ထပ်နားထောင်ချင်သေးရဆိုလို့ရှိရင် like and subscribe တွေလုပ်ထားပေးပါအောင်နော်နောက်ထပ်လည်းပုံမြင်အသစ်လေးတွေတင်ဆက်ပေးသွားပါအောင်မယ်ရှင်အဆုံးထိနားထောင်ပေးရဲ့အတွက်ကျေးဇူးပါ